အောင်ဆိုတော့ကျွန်တော်စာသင်ခန်းကမဲ့ email ဖြစ်ပါတယ်ဒီနေ့ပြပြချင်တဲ့ဂျပန်စာနောက်ထပ် phrase လေးတစ်ခုကကြတော့ခိုတိုနီနတ်တေအီလူဆိုတဲ့phrase လေးပေါ့နော်အဲ့ဒီအကြောင်းအရာလေးကိုရှင်းပြချင်ပါတယ်အရင်တော့ကအမရဲ့ video ထဲမှာခိုတိုနီစုလူဆိုတဲ့phrase လေးကိုအသုံးပြပွင့်တယ်အဲ့ဒါကကြတော့အရင်ဆုံးပေါ့နော်အဲ့ဒီအကြောင်းလေးကိုပြန်ပြီး recall လုပ်ရမယ်ဆိုရင်ခိုတိုနီစုလူဆိုတာကကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို announce လုပ်တဲ့အခါမှာတုံးတာမနေ့ပြန်ကနေစပြီးတော့အားကစားလုပ်တော့မယ်လို့ဆုံးဖြတ်ထားတယ်ဆိုတာမျိုးပြောတဲ့အခါကြလို့ရှိရင်ခိုတိုနီစုလူတုံးတယ်明日から運動することにしますဆိုတာမျိုးပေါ့နော်ဒီတစ်ခါပြောမယ်ခိုတိုနီနတ်တေအီလိုဆိုတာကကြတော့နေရာတနေရာရာမှာသတ်မှတ်ထားတဲ့စီကံကိုပြောတဲ့အခါကျရင်ဒီနေရာမှာတော့ဒီလိုမျိုးသတ်မှတ်ထားပါတယ်ဆိုတာမျိုးကိုပြောတဲ့အခါကျရင်တုံတာပေါ့နော်ဥပမာဆိုရင်ဒီရုံးမှာဆိုရင်ပေါ့နော်စနေနေ့ကိုရုံးလာလို့မရဘူးလို့သတ်မှတ်ထားတယ်ရှုကင်းလို့မရဘူးရုံးတက်လို့မရဘူးပေါ့နော်ဆိုတော့ရုံးမတက်ရဘူးပေါ့ရုံးမတက်ရဘူးလို့သတ်မှတ်ထားတယ်ဆိုလို့ရှိရင်ခုနခိုင်းရှာတဲ့ဝဒိုရောပြီးနီရှုကင်းရှိနိုင်ခိုတိုနီနတ်တေအီမတ်ဆိုတာမျိုးပေါ့နော်အဲ့လိုပြောလို့ရတယ်နောက်တစ်ခါဥမာဆိုရင်ဒီလေရင်ထဲမှာဆိုလို့ရှိရင်တို့ဒီဖုန်းတွေသုံးလို့မရဘူးလေအဲ့ဒါဆိုလို့ရှိရင်ဟီခိုကီနိုနာကာတေဝခေတိုင်းတန်ဝါဝစကတ်တေဝအီခေနိုင်သုံးလို့မရဘူးအဲ့ဒါကိုခိုတိုနီနတ်တေအီနဲ့ဆက်မယ်နော်စကတ်တေဝအီခေနိုင်ခိုတိုနီနတ်တေအီလို့ပြောလို့ရှိရင်ဒီလေရင်ထဲမှာဖုန်းသုံးလို့မရဘူးဆိုတဲ့စီကံရှိရပေါ့နော်ဖုန်းသုံးလို့မရအောင်ဆိုတာကသတ်မှတ်ထားတယ်ဆိုတာမျိုးပြောတာပေါ့အဲ့တော့စီကံချက်တွေသတ်မှတ်ထားတဲ့ဟာတွေကိုပြောတဲ့အခါကျရင်ခိုတိုနီနတ်တေအီလိုစာလေးနဲ့သုံးပါတယ်